မင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ data တွေကဘာကြောင့်အရေးကြီးရလို့ပြောကြရလဲဆိုတာလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်တကယ်တော့ဒီ data ဘာကြောင့်အရေးကြီးလဲအခုနောက်ပိုင်းမှာ data science ဆိုပြီးတော့ဘာကြောင့်ဖြစ်စားလာလဲပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ data ဟာကိုယ့်ရဲ့ဒီ business ပေါ့နော်ဒီလုပ်ငန်းတစ်ခုမှာအခြေခံအကျဆုံးလို့ပြောလို့ရပါတယ်ဒီ data တွေကိုဒါကောင်းကောင်းလေးဒီမှန်မှန်ကန်ကန်လေး analysis လုပ်နိုင်ပြီဆိုလို့ရှိရင်အဲ့ဒီ data တွေရဲ့ဒီ thinking နဲ့အချက်လက်တွေပေါ်မှာမူတည်ပြီးတော့ကိုယ့်ရဲ့ business ကဘာတွေဖြစ်နေလဲဘာဆက်လုပ်ဖို့လိုအပ်လဲဆိုရဲဒီ business ရဲ့ direction တစ်ခုလုံးကိုညွှန်ပြပေးနိုင်လို့ဖြစ်ပါတယ်ဒီနေ့မှာတော့ data analysis လုပ်တဲ့နည်းလမ်းတွေထဲမှာအခြေခံအကျဆုံး analysis ၄မျိုးအကြောင်းကိုရှင်းပြပေးသွားပါမယ်ပထမဆုံး analysis ကတော့ဒီ descriptive analysis လို့ခေါ်တဲ့ဒီအခုကာလပေါ့နော်ဘာတွေဖြစ်နေတယ်လဲဆိုတဲ့ဟာကို data တွေကနေဖြေရှာမျိုးဖြစ်ပါတယ်ဥပမာဒီစိတ်ယုံတယုံမှာအရင်လကလူနာဘယ်နှယောက်တက်ခဲ့တယ်လဲဟိုးအရင်လိုက်နိုင်ရှင်တဲ့ခါမှာလူနာရဲ့အတွက်နေသွားလားများလာလားအဲ့လိုမျိုးဒီအခုလက်ရှိအခြေအနေကိုပြပေးနိုင်တဲ့ analysis မျိုးကို descriptive analysis လို့ခေါ်ပါတယ်ဒုတိယ analysis ကတော့ diagnostic analysis လို့ခေါ်ပါတယ်သူကတော့ root cause ကိုပါ data နဲ့တစ်ဆင့်အဖြေရှာတာမျိုးပေါ့နော်ဥပမာဆိုရင်ဆေးရုံမှာအရင်ကလူနာတွေများနေဆိုရင်ဟုတ်ပြီဟိုးရင်လိုက်နိုင်ရှင်တဲ့ခါမှာဒီလမှာဘာကြောင့်လူနာများရလဲဆိုတဲ့ reason ကိုပါ data နဲ့ဖြေရှာတာပါအဲ့တော့ထပ်ပြီးတော့ခွဲခြားစိတ်ဖြာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘယ်လိုလူနာတွေပုံများလာတာလဲကိုယ့်ရဲ့ဒီဆေးရုံမှာဘယ်ဆရာဝန်စီမှာလူနာပို့ပြီးတော့မှပြများနေတာလဲအမကိုယ့်ဆေးရုံဘာကြောင့်ဒီ cost တွေတက်တာလို့လား service ပိုင်းမှာပို့ပြီးတော့မှကောင်းကောင်းပေးနိုင်လို့လားဘယ်လိုမျိုးအချက်ကြောင့်မလို့လူနာပို့များတာလဲဆိုတဲ့ reason ကိုပါ analysis လုပ်တာမျိုးကိုတော့ diagnostic analysis လို့ခေါ်ပါတယ်နောက်ထပ်တစ်ခုကတော့ predictive analysis လို့ခေါ်ပါတယ်သူကတော့ဒီကိုယ့်ရဲ့အတိတ်မှာဖြစ်ခဲ့တဲ့ရှိခဲ့တဲ့ဒီ data တွေပေါ်အခြေခံပြီးတော့မှနောက်ထပ်ဖြစ်လာနိုင်တဲ့ဒီအနာဂတ် condition တစ်ခုကို predict လုပ်တာမျိုးပေါ့နော်ဒီလိုမျိုးအခြေအနေကိုတော့ predictive analysis လို့ခေါ်ပါတယ်ဥပမာဆိုလို့ရှိရင်ကိုကဒီ store site တစ်ခုရဲ့ရောင်းအားကိုကြည့်မယ်ပေါ့နော်ဒီရောင်းအားကဟုတ်ပြီအရင်လတွေကဘလောက်ရောင်းခဲ့တယ်ဆိုတဲ့ဒီကဏ္ဍတွေချက်လက်တွေကိုကြည့်ပြီးတော့မှနောက်မှာရောင်းအားကဘယ်လိုမျိုးဖြစ်နိုင်လဲရောင်းအားများနိုင်လားကျနိုင်လားအဲ့ဒီ prediction ပေါ့နော်အဲ့အချက်ကိုကိုတွေကဒီအရင် data တွေပေါ်မူတည်ပြီးတော့ statistic နည်းလမ်းနဲ့အဖြေရှာတာမျိုးကိုတော့ predictive analysis လို့ခေါ်ပါတယ်။နောက်ဆုံးအဆင့်ကတော့ prescriptive analysis လို့ခေါ်ပါတယ်။သူကတော့ကိုလိုချင်တဲ့ရလဒ်ကိုရဖို့အတွက်ဆိုရင်ဘာတွေလုပ်သင့်လဲဆိုတဲ့ဒီ action plan မှာပါဝင်တဲ့ analysis မျိုးကိုဆိုလိုတာပါ။ဥပမာကိုကနောက်လာမှာပေါ့နော် 5% ရောင်းအားကျနိုင်တယ်လို့ကိုကခန့်မှန်းထားတယ်ဆိုလို့ရှိရင်ဒီလိုမျိုးမဖြစ်အောင်ဘယ်လိုလုပ်ကြမလဲပေါ့နော်။အဲ့ဒီမှာကိုရဲ့ဒီ data ပေါ်မှာမူတည်ပြီးတော့ discount 10% ပေးတဲ့အခါမှာဘယ်လောက်ဒီ sales ကပြန်တက်လာရဲဆိုတဲ့ဒီ data ပုံမှာအခြေခံပြီးတော့ဘာတွေလုပ်သင့်လဲဆိုတဲ့ action ကိုပါတွဲပြီးတော့မှထုတ်တာမျိုးပေါ့နော်အဲ့လိုမျိုးတော့ prescriptive analysis လို့ခေါ်ပါတယ်ဒါကြောင့်မို့လို့ data analysis လုပ်ခြင်းဟာဆိုလို့ရှိရင်ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းမှာဘာတွေဖြစ်နေသလဲတိတ်ကနေနိုင်ရှင်ရောဘလို့ချင်းတွေကိုရောက်ရှိနေရလဲနောက်ထပ်ဆက်သွားမှာကိုဆက်သွားနိုင်ဖို့အတွက်ဆိုရင်ဘယ်လိုမျိုးdecision တွေချမှတ်တင်တယ်လဲပေါ့နော်အဲ့လိုမျိုးဒီ direction တစ်ခုကိုညွှန်ပြပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ data အရေးကြီးပါတယ်ဒါဆိုရင်ဒီနေ့မှာdata နဲ့ပတ်သက်ပြီးတော့ဘာကြောင့်အရေးကြီးရလဲအခုခင်ဗျာဘာကြောင့် data analysis တွေ data science တွေကဖြစ်စားလာတယ်လေဆိုတာကိုအလုံးနားလည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းdata science နဲ့ပတ်သက်တဲ့ knowledge တွေအများကြီး share လုပ်ပြီးတော့မှဖြစ်လို့ဒီ channel လေးကို like and subscribe လုပ်ထားပေးပါအောင်နော်